တရားမျှတမှုရှိတယ်ဆိုတာဒါလည်းသူတို့မှတ်တာအခွင့်အရေးပြုတာကိုပြောတယ်။တရားမျှတမှုရှိတယ်ဆိုတော့ဘာကိုပြောရတော့ဘယ်သူတွေပေါ်အခွင့်အရေးပြုရမှာလဲ။မိဘတွေပေါ်အခွင့်အရေးပြုတဲ့ဆရာဆရာမတွေပေါ်အခွင့်အရေးပြုတဲ့အခွင့်အရေးပြုတဲ့ဘုံမကြနဲ့။ဟုတ်လားဒီမှာဘုံကြနေတဲ့သားတွေတွေပါလား။မိဘဆရာသမားတွေကိုလေအိမ်စီလောက်ပဲသဘောထားတယ်။လျှော်လိုက်ခူးလိုက်အကုန်လုံးအဆင်တဲ့သားသမီးတွေကြောင်းသွားမယ်ဆိုမိဘတွေအကုန်လုံးပြာခက်အောင်လုပ်ပေးရ။ကြောင်းပြန်တော့ပြာခက်အောင်ကြိုရ။ပြီးရင်လိုချင်သမျှအကုန်ပေးရ။အေးမြန်မာပြည်မှာတော့မင်းတို့အဆင်ပြေတယ်။မြန်မာပြည်ပြင်ပရောက်တော့အဲ့ဒီကောင်တွေစဒုက္ခရောက်တာ။ဘာဖြစ်လို့ဆိုတော့သူများနိုင်ငံမှာအဲ့လိုအဆင်သင့်ပေးတာမျိုးအဲ့လိုမျိုးအဆင်သင့်ကျင့်ပေးတာမျိုးမရှိဘူး။ကိုတာဝကိုယူကဂျပန်မှာတော်တော်လေးလေ့လာကြည့်။ဂျပန်ကကလေးတစ်ယောက်ကိုမူချိုပို့တယ်ဆိုရင်2ရက်ထိပို့ခွင့်ရှိတယ်မိဘ။ပထမဆုံးတစ်ရက်မှာလက်ကင်ပြီးသွားလို့ရတယ်။နောက်ရက်ဆိုလက်ကင်ပြီးသွားလို့မရတော့။ဆိုတော့မိဘရှိရသွားရင်သွားကလေးရရှိရသွားရင်သွား3ရက်ကနေ4ရက်အကြောင်းကိုလိုက်ပို့လို့မရဘူးပို့ခွင့်မရှိဘူးဒီကလေးကသူ့ဟာသူအကြောင်းဘလို့သွားရမယ်အကြောင်းကားလာတယ်အကြောင်းကားကိုတတ်မယ်သူ့ရဲ့အဝယ်အစားတော့မဟုတ်သူ့ရဲ့ကြောဘိုးအိတ်တွေပါတယ်အဲ့ဒါတွေကိုသူ့ဟာသူသဲသွားမိဘဆရာသမားတွေကလည်းအဲ့ဒီဟာတွေကိုယူသွားလို့မရဘူးယူသွားခွင့်မရှိဘူးကိုယ်တိုင်ဝင်ကိုအပြည့်ယူတာဒီလိုမျိုးလေ့ကျင့်ဘုံဘုံတို့နိုင်ငံကတော့အခုကတတန်းလဲလိုက်ကြို2တန်းလဲလိုက်ကြို3တန်းလဲလိုက်ကြို4တန်း5တန်း6တန်း9တန်း10တန်း9တန်း10တန်းနောက်တော့မိဘချင်းအဲ့ဒီမှာလူမျိုးရေးကိစ္စတွေရှုပ်ကျူရှင်တွေအကြောင်းတွေပို့ရင်းနဲ့ရှုပ်ချက်တွေကိုခတ်ကလေးတွေကအမိခိုးစိတ်များသွား10တန်းဖြည့်ပြီးတော့လေဒီကလေးတွေကကိုယ်ပိုင်ဤချင်းတော့ကိုယ်ပိုင်ယုံကြည်ချက်မရှိဘူးကလေးတွေကိုရဲသွမ်းတတ်သိရှိအောင်လေ့ကျင့်တာဘုံဘုံတို့နိုင်ငံအဲ့ဒါအားနေတယ်အားနေတဲ့ခါမိဘတွေပေါ်မှာမိခိုးမှုများရပြီထားတော့အဲ့ဒါဘုံပြည်ဘက်ကဒကမတယောက်တွေ့တော့သူကဘုံဘုံတို့ပထမတစ်ခေါက်သွားတော့အလုပ်ထဲမနေဘူးလားလို့မေးတဲ့အခါကျတော့ခုမှ10တန်းအောင်လို့တဲ့နောက်ရောက်တဲ့အခါကျတော့၄၅နှစ်လောက်နေတော့ကြာလေရောက်တဲ့အခါကျတော့အလုပ်ထဲမရောက်သေးဘူးလို့ဆိုအခုမှဘွဲရပြီးတာတဲ့အကြောင်းပြီးတာအလုပ်မလုပ်ရသေးဘူးတဲ့အဲ့လိုနဲ့အသက်တွေကြီးတော့အခုစိတ်30ရှိပြီယောက်ျားတာရသွားတယ်သူကိုယ်ပိုင်လို့ပါရှိကိုယ်ပိုင်အလုပ်မရှိလို့အိမ်မှုကိစ္စနိုင်လားဆိုတော့အလျှော်ဖို့အချက်ပြုဘာမရကဲမိမတယောက်ကဘလောက်ညံ့နေလဲအဲ့လိုအည်သွေးညံ့တဲ့မိမတယောက်ကကလေးမွေးရင်သူ့တဲ့ညံ့တဲ့ကလေးပဲမွေးပါဟုတ်လားအဲ့တော့တိုင်းပြည်ကတဖြည်းချင်းညံ့သွားလိုက်တာမင်းတို့ရဲ့နောက်မြည်တွေမြစ်တွေမျိုးဆက်လောက်ရကြ300မှမဟုတ်တော့ဒါကြောင့်ခွန်ဘုံတို့မျိုးဆက်တစ်ဆက်ပိုးကောင်းဖို့လိုလားမလိုဘူးလားအရေးကြီးတယ်ကိုတာဝန်ကိုယူရတဲ့တတိရှိဖို့လိုလားမလိုဘူးလားဒါကြောင့်ဘုံပြောတယ်ဘုံတို့၄တန်းလောက်နေရအိမ်မှာချက်တာပြုတ်တာလျှော်တာဖုတ်တာအဖေကိုကူတာအမေကိုကူတာလောက်ရတာအစောရရထားအဖေကတော့သွားပြီဆိုရင်ဘုံတို့နိုင်ဝဲလောက်နောက်ကျပြီးလိုက်သွားအဲ့ဒါဆိုသားသမီးတို့အိတ်ကောင်းတဲ့အချိန်ပေါ့ကငါတို့က9နာရီလောက်ဆိုတော့တဲ့ရောက်နေပြီအဖေကထမ်းမတက်တာဘုံကျတော့အဖေမတက်တဲ့ဟာငါတက်အောင်သင်မယ်လို့ထမ်းလက်တက်အောင်သင်တယ်နောက်တော့တောင်သူပါလုတ်တက်အောင်သင်တယ်ဘုံ9တန်း10တန်းဆိုတောင်သူအကုန်လုတ်တက်ပြီးထဲရီထွန်းတွေအကုန် special ကျွမ်းပြီအဖေဘုံလောက်တောင်သူလောကမကျွမ်းဘူးသူထမ်းမကျွမ်းဘုံတော့ထမ်းရောတောင်သူရောရှိမိဘထဲသားသမီးတွေကတောနေမှရမှာဆရာတက်တပည့်တွေတောနေမှရမှာမျိုးဆက်တစ်ဆက်ညံ့သွားရင်မကောင်းဘူးအဲ့ဒါကမိဘတွေဆရာသမားတွေအပြစ်မကင်းဘူးကလေးတွေကို ready made လုပ်ပေးတာ ready made စားဖို့ ready made ဝတ်ဖို့ ready made နေဖို့ ready made ကလေးတွေဖြစ်သွားတယ်ဘုံဘုံတို့နိုင်ငံမှာ ready made လူသားဖြစ်သွားတယ်ဘုံပြောမယ်ဒါတို့တို့မွေးမြူရေးကြက်တွေတွေ့ဘူးလားအဲ့မွေးမြူရေးကြက်တွေကိုခြံထဲကနေလွတ်အဲ့ဒီကြက်ခဏနေသေသွားမှာဘာဖြစ်လို့တရားသူအစာမစားတတ်ဒီထဲမှာသူတို့ဘာမှရှားကြံသားတယ်မလို့မြောင်းနေရလာတဲ့ဟာလေးကိုကောက်ပြီးစားနေရုံပဲအပြင်ဘက်ကျတော့လောကအဲ့လိုမလွယ်ဘူးကွာအမိုက်ဘုံသွားရက်ဘယ်လိုအသားပိုစားကောင်းတယ်လဲဘယ်လိုအကောင်သူတို့နဲ့ပိုတဲ့လဲဘယ်လိုအကောင်ပိုအားရှိတယ်သူတို့ရွေးချယ်ရန်သူလာရင်ဘယ်လိုကာကွယ်မလဲဒီထဲမှာရန်သူလည်းမရှိဘူးစာအုပ်ထဲမှာမွေးမြူချန်ထဲမှာအခုကမင်းတို့မွေးမြူချန်ထဲကကြက်တယ်လို့ပဲအပြင်လောကရောက်တဲ့ကအစာတော်မကောက်တတ်ဘူးအန္တရာယ်ကာကွယ်ဖို့ဆိုအဝေးကြီးဘုန်းတော်နိုင်ငံအစင်အသင့်လူသားတွေမွေးပတဲ့က ready made လူသားတွေမွေးပလိုက်တဲ့ခါကျတော့ဘဝထဲကိုသွားဖို့အစင်သင့်ဖြစ်မနေဘူးဒါကြောင့်သားတို့သူအဲ့ဒီဟာတွေကိုကြိုးစားဘုန်းဒါကြောင့်ငယ်တော့ဟာကြောင်းကောင်းမနေရရင်အဝတ်စားတစ်နှစ်လုံးမှအဝတ်စားတစ်စုံမရဖျားပွဲရောက်ပြီဆိုရင်ဘုန်းတို့ကအဝတ်စားအသစ်တစ်စုံရဒါတော့မင်းပစိုးရတဲ့နေ့ဆိုအင်ကြီးမရ8တန်းလောက်ကျနိုင်လေးကက်စီနိုနိုင်လေးပတ်ဘူးတော့ဂုံယူလို့မဆုံးဆင်းရဲတယ်အလုပ်တွေကြိုးစားခဲ့ရတယ်ငယ်တော့မကြည့်နိုင်ဘူးကြီးတော့မိဘတွေကိုကျေးဇူးတင်လိုက်တာငယ်တော့ငါခိုင်းခဲ့လို့အခုငါတက်တိရှိနေတာမခိုင်းခဲ့တဲ့မိဘတွေရဲ့သားသမီးတွေမင်းတို့တက်တိကြောင်းသွားရောဘုံအားလဲကြတော့အစင်သင်းဖြစ်မနေအဲ့ဒါနဲ့လိမ့်ပဲနဲ့အိမ်အောင်ကြတရားရှိကြအာကလေးတွေမြည်တွေနဲ့မိဘတွေထပ်ပြီးနောက်တစ်ဆက်ထပ်ပြင်မယ်ဒါကြောင့်သားသမီးတို့အခွင့်အရေးမယူနဲ့ကိုဘဝကိုတိဆောက်နေအောင်ကြိုးစားဖို့လိုလားမလိုဘူးလားဒါ
ဒါကြောင့်ဘုန်းတော် integrity ဆိုတာကြိုးစားမှုတွေရိုးသားမှုတွေကိုပြောတာကြိုးစားရမယ်ကြိုးစားရမယ်အဲ့ဒီချင်းဟာဘဝအတွက်အခြေခံကြတော့မယ်အဲ့ဒါမရှိရင်ဘဝမင်းတို့ရှင်းသန်လို့မရ how to live your life ဘဝဘယ်လိုရှင်းသန်မလဲမင်းတို့ထင်သလောက်မလွယ်ဘူးမိဘရဲ့အေးအောင်မှာရှင်းသန်တာလွယ်ဒါပေမဲ့သားတို့သူတို့မင်းတို့စိတ်တိုင်းမကြဘူးဆိုမိဘကိုတော်လန်ခြင်းရတော်လန်ရဲတဲ့တတိတကယ်ရှိသလားဆိုတော့အေးအားထွက်သွားပြီဆိုတာနဲ့ခွေးဖြစ်ဘာမှလုပ်မတတ်တော့ဟုတ်လားဒါကြောင့်သားတို့သူတို့ဘုံဘအစင်သစ်ဖြစ်စေခြင်းနဲ့ဘာဖြစ်စေခြင်းလဲဘာအတွက်ဖြစ်အစင်သစ်ဖြစ်စေတယ်လောကတွေကိုခြေဆန့်မှုအတွက်အစင်သစ်ဖြစ်စေခြင်းမင်းတို့အရွယ်က adolescent ကိုဘဝကိုပုံဖော်ပါဘုံဘ10တန်းရောက်တော့2000ခုနှစ်10တန်းမင်းတို့မမွေးလောက်သေးဘူးဘုံတို့10တန်းမှာနော်အဲ့တော့စဉ်းစားတယ်10တန်းကိုဒီတစ်နှစ်အောင်ရမယ်တစ်နှစ်ပဲဖြစ်မှာ2နှစ်မဖြစ်ဘူးမိဘတွေလည်းပြင်မှန်းတယ်ငါလည်းအချိန်ကုန်တယ်10တန်းဖြစ်ပြီးတာနဲ့စီးပွားရေးလောကထဲဝင်မယ်အဲ့ဒီအတွက်ငါအတတ်ပညာတွေသင်ဒါကြောင့်လောကမှာပညာက3မျိုးရှိတယ်ပညာဘယ်နှမျိုးရှိတော့အသိပညာအတတ်ပညာနီးပညာပြောအောင်ပါလေတော့အသိပညာအတတ်ပညာနီးပညာပြန်ပြောပညာဘယ်နှမျိုးတော့ဘာတွေတော့ဟဲ့အသိပညာအတတ်ပညာနီးပညာအသိပညာဘဝအခက်အခဲတွေဖြေရှင်းဖို့လိုတာလောကရန်တရား၈ပါးရှိတယ်လာဘောအာလာဘောယာသောအာယာသောနေနမတတာဒုက္ခဒုက္ခအဲ့ဒါလောကထဲမှာဖြေရှင်းရမယ့်ပြဿနာတွေပဲအသိပညာမရှိရင်ဘဝအခက်အခဲတွေဖြေရှင်းနိုင်မင်းညာဘုံလောကရန်တရားကိုပြောပြခန္ဓာကြီးရလာရင်လောကထဲမှာပေးထားချက်၈ခုရှိတယ်အစဉ်ပြေတာမပြေတာစီးပွားရှာလို့ကောင်းတာမကောင်းတာအခွင့်အရေးအခြေအနေကောင်းတာတွေမကောင်းတာတွေအဲ့ဒါတွေကိုဖြေရှင်းနိုင်ဖို့တတ္တိလိုတယ်ဒါကြောင့်အသိပညာဟာလောကမှာကျုံးလာမဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အသိပညာဘာတွေဖြေရှင်းဖို့လောကအခက်အခဲတွေဖြေရှင်းဖို့အတွက်ဘာတွေရှိရမလဲမင်းတို့သားတို့သမီးတို့တယောက်ချင်းတည်းရဲ့ဘဝအခက်အခဲတွေဖြေရှင်းဖို့ဘာရှိရမလဲအဲ့ဒီအသိပညာရှိဖို့အတွက်မစာတွေများများဖတ်ဘုသူတ္တတွေများများရှာ general knowledge ပို့တယ်မရှိဘူးမြတ်စွာဘုရားရှင်ကဘာဟုသစ္ဆင်စာအကြမြင်ဘုသူတ္တနဲ့ပတ်သက်ရနိုင်တဲ့လောက်လေးလာ vast landy ဘာဟုသစ္ဆင်စာအကြမြင်ကိုများများရနိုင်တယ်မဲ့ရအောင်လေးလာတာလောကအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဘာနဲ့ဖြေရှင်းရမလဲအသိပညာနဲ့ဖြေရှင်းရလောကဖွံ့ဖြိုးတိုးတက်ဖို့အတွက်မင်းတို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြတော့အတတ်ပညာရှိမှရဘာလို့တဲ့ဘုံဘုံတော့တွင်ကုန်တွေလောက်တတ်တယ်ဝရင်းတွေလောက်တတ်တယ်အဲ့ဒီဇက်တွေကိုဘယ်လိုထိုင်ရမလဲဘယ်လိုပြင်ရမလဲအဲ့ဒါတွေဘုံနာလဲကျွမ်းကျင်အတတ်ပညာတကူကိုဘုံ16နဲ့ကအခြေခံလုံလောက်အောင်ဘုံသင်တာဆက်ပြီးသွားမယ်ဆိုရင်ဘုံကြံတဲ့အသက်အရွယ်တွေမှာဒီဟာတွေကိုအတွေ့အကြုံတွေနဲ့တည်ဆောက်ဆိုဘုံမှာဘဝရက်တည်ရေးအတွက်ဘဝပုံမျိုးတိုးတက်ရေးအတွက်အတတ်ပညာတကူရှိတယ်ဒါတွေမင်းတို့ဗတ်တက်စိုက်တက်ပြီလားပြိုးတက်ပြီလားထွန်တက်ပြီလားရက်တက်ပြီလားကွန်ပျူတာဘလောက်ကျွမ်းနည်းပညာတွေဘာတွေတတ်ထားဘာမှအစင်သင်မဖြစ်သေးဘူးတော့သားတို့မျိုးမင်းတို့ထမင်းသားဖို့ဘာမှအစင်သင်မဖြစ်သေးဘူးအခုမိဘတွေကျွေးနေလို့သားနေရအဝတ်တစ်ထည်ဝယ်ဖို့မင်းတို့အစင်သင်မဖြစ်သေးဘူးအခုမိဘတွေဝယ်ပေးလို့မင်းတို့ဝတ်စရာရှိတယ်ဘောအိမ်ထဲမှာတစ်ပင်တွေစိုက်ကော်ပီပင်လေးတွေစိုက်တယ်ခရမ်းပင်လေးတွေစိုက်တယ်ပန်းပင်လေးတွေစိုက်တယ်မုံလာဥတွေစိုက်တယ်အစုံပဲစိုက်လို့ရတဲ့ဟာဆိုရင်အိမ်သုံးပြီးပိုတဲ့ဟာဆိုရင်ဈေးရောင်းပြီးလို့ရလာတဲ့ဟာလေးကိုစုထားတာခေါင်းကဘုံပြောတယ်ဖျားပွဲမှာဝယ်ရတဲ့ပတ်စံကိုပတ်စံနဲ့ကိုအင်ကြီးလေးတွေဝယ်စားရင်ဘလောက်တန်ကြီးရှိလဲကိုအဝတ်ကိုဝယ်နိုင်တာဘလောက်ကုန်ယူကြကောင်းတယ်တော့ပါလားသားတွေဆိုအလုတ်ဟူသမျှဂုံရှိသွားဘုံဘုံအတော်လည်းအမြဲတမ်းအားပေးအလုတ်ဟူသမျှဂုံရှိသွားဆရာကြီးဥဒုခပြောတယ်အလုတ်ဟူသမျှဂုံရှိသွားနေကြပန်းချိုးချိန်ရောက်ပြီဆိုအိမ်နေကြပန်းအငှားပုတ်ငယ်ငယ်နဲ့ပဲသိန်းကုန်ရိတ်ချိန်ရောက်ပြီဆိုပဲသိန်းကုန်သီးတွေဟိုလှဲနဲ့တိုက်သွားလို့ကျွေးသွားတဲ့လမ်းတစ်လျှောက်လိုက်ကောက်အဲ့ဒီစီလေးတွေကိုရောင်းပြီးပတ်စံစုထားငယ်ငယ်နဲ့စီးပွားရေးမျက်စိကမြင်ရတယ်မင်းတို့ကဖြုံးတတ်တာလွယ်ရင်ပတ်စံဘလို့ရှာကောင်းမှမသိအဲ့လိုလူတွေတိုင်းပြည်ထဲမှာအများကြီးဖြစ်သွားရင်စဉ်းစားတာကြည်တတ်ကွာတိုင်းပြည်ကြီးဆိုတာတခြားမဟုတ်မင်းတို့ပဲတိုင်းပြည်ဆိုတာဘယ်သူတွေလဲငါပဲတိုင်းပြည်ဆိုတာငါပဲငါကောင်းရင်တိုင်းပြည်ကောင်းပါငါညံ့ရင်တိုင်းပြည်ညံ့အခုညံ့တဲ့ငါတွေအများကြီးများလို့တိုင်းပြည်ရဲ့ညံ့ဒါကြောင့်ဘုံဘုံတော်ဒီတိုင်းသတ်မယ်တိုင်းပြည်ဆိုတာငါပဲငါကောင်းရင်တိုင်းပြည်ကောင်းပါမင်းတို့တယောက်ချင်းတည်းတိုင်းညံ့နေတိုင်းပြည်ညံ့ဟုတ်ပြီနော်ဒါကြောင့်ငယ်ငယ်လေးเนี่ยကိုတာဝန်ကိုယူရတဲ့အလေးချင်းကောင်းလားမကောင်းဘူးလားအဲ့ဒါကိုသိဆောက်ပါသားတို့သူတို့ကျောင်းမှာသင်မပေးဘူးမင်းတို့ဆံဝဲပြေဖို့ပဲသင်ပေးတယ်သူတို့ဘဝရက်တည်ရဲ့အဲ့လောက်ထိမလွယ်ဘူးဒါကိုမင်းတို့မမေ့ပါနဲ့ဟုတ်ပြီနော်ဒါကြောင့် integrity ဘိုင်းမှာဘာတွေရှိရမလဲရိုသားပြောင်းမဲ့ခြင်းတရားမျှတမှုရှိခြင်းအခွင့်အရေးမြူအောင်နော်တာဝန်ယူမှုရှိခြင်းကိုတာဝန်ကိုယူနိုင်ကိုယ်ပကံကိုဆေးလားအေးမင်းတို့ကိုယ်ဘက်ကကိုမစင်းတက်တက်လုံးပြပါတွေခိုင်းတာမင်းတို့တက်တက်လုံးပြောတိုင်းကကြွားပြီးတော့မင်းအိုက်တိုပကိစ္စပကံတော့ယူအိုးတိုက်ပကံဆေးလို့မိဘတွေကိုမင်းတို့ခိုင်းခဲ့တဲ့ကံတွေကမင်းတို့တက်တက်လုံးသူများနိုင်ငံမှာသွားပြီးတော့အလုပ်ကျွေးပြီးပါလေဝိသရာဘွားမကူဘူးကွာ
တာဝင်းမှုဝိပြရင်တာလင်းချိတ်ဝိလဲတဲ့တာဝင်းမှုဝိဆိုတာမိဘဝိသာသမီဖြစ်တဲ့ချင်းသာသမီဝိတပည့်တွေရှိတဲ့ချင်းတပည့်ဝိဝတရားတွေရှိလားမရှိဘူးလားကိုင်တပည့်ဝတရားဘယ်နှပါဒါတွေတော့ဟာပြောကြပါဦးဟာညညာထကြွားသုံးမနာယူလာမှုကြိုစီထန်နီးလှုပ်ကြွေးသင်ထွေးအံရောလားသင်တွေးတင်ပြီးတွေးရမယ်ဒီဘာသာပြီးရင်အံရမယ်ဆိုတော့ရွတ်ဆိုခိုင်းတာနော်ရွတ်ဖက်တဲ့စကိုင်းတာနော်ရွတ်ဆိုတာဒီပရိသတ်တွေကိုထုတ်ပြောရတဲ့တတိရှိတာပြောတယ်ဉာဏ်နဲ့ပတ်သက်ရင်လေသာသမီကျင့်ဝတ်ကြဘာနှမျိုးတဲ့တော့ကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေတူမြဝေ၍စောင့်လီမျိုးတဲ့ဝန်ငါးဆွဲကျင့်ပွဲသားလို့ကျွေးမွေးမပြတ်မင်းတို့ကျွေးတယ်မိဘကိုကျွေးနိုင်လောက်တဲ့ပညာမင်းတို့ရှိပြီမင်းတို့မှာတောင်းစားတဲ့ပညာပဲတက်အမေဘလို့အဖေဘလို့နဲ့တောင်းစားတတ်တဲ့ပညာပဲတက်ကျွေးနိုင်တဲ့ပညာကိုခဏတာမင်းတို့အခုရမှာမကျွေးနိုင်ရင်ကူဟာအဲ့လိုသူအဲ့လောက်လေးတော့လုံဟာမကျွေးနိုင်ရင်တော့ကူဟာအဲ့ဒါဘုံဘုံတို့နိုင်ငံရဲ့ပညာရေးက economic education ကိုသင်မပေးဘူးကွာပြဿနာရှိတခြားနိုင်ငံမှာ basic level မှာအဓိက economic education ကိုသင်တာဥပမာဂျပန်မှာလူကြီးတန်း100ဘုံ290ဘုံတန်း120ကျော်ရှိတယ်ဂျပန်မှာလူကြီးတန်း120ကျော်ရှိတယ်ထမင်းစီတစီချင်းစီတိုင်းအစားမပိုးအောင်အဲဆိုတော့လူကြီးတန်း120ရှိတယ်တယောက်ကိုထမင်းတစီပို့တယ်ဆိုရင်ထမင်းစီပေါင်ဘယ်လောက်ပြည့်တန်း120ထမင်းစီပေါင်တန်း120ကဒီထက်လူကြီးထမင်းကျွေးလို့ရအနည်းဆုံးဒီဘက်တစ်ချမ်းလုံးကျွေးလို့ရတော့ဒီဘက်တစ်ချမ်းလုံးကျွေးလို့ရတစီချင်းစီရဲ့တန်ဖိုးကိုသိအောင်တင်ပေးထားတယ်အစ္စရေးကျတော့ရေတစ်ဆက်ချင်းစီရဲ့တန်ဖိုးကိုသိအောင်တင်ပေးတာတို့နိုင်ငံကျတော့ဘုံဘုံလောဘာမှတန်ဖိုးသိအောင်တင်ပေးမထားဘူးမိသားစု9ယောက်ရှိတဲ့အိမ်က9ယောက်စာချက်2ယောက်စာအပိုးပဲဒါကြောင့်ဘုံပြောတယ်မိသားစု9ယောက်ရှိတဲ့အိမ်က9ရက်စားတဲ့အစားအစာကို7ရက်ကြစားရင်9ရက်စားလို့ရတယ်စီးတဲ့ရေ30ကတဲ့မိန်းမတွေကလည်းဒါမှမသိဘူးလေအိမ်တွင်းမှုလို့သိမ့်ထုတ်တယ်ကြဘာမှမသိတဲ့အခါသားသမီးကိုဘယ်လိုထင်းကြအောင်ကောင်းမသိကျွေးမွေးမပြတ်မိဘတွေကိုဘယ်လိုကျွေးမွေးနိုင်တဲ့မင်းတို့မှာပညာတွေရှိထားမလဲဆောင်ရွက်စီမှာမိဘတွေရဲ့လုပ်ငန်းတွေကိုဘယ်လိုကူညီမလဲအဲ့ဒါဆိုတော့မေးကြည့်အောင်မင်းတို့မိဘတွေဘာလုပ်ကြအိမ်မှာဈေးရောက်တဲ့မိဘတွေမရှိဘူးလားဈေးရောက်ကူလားဈေးတိုင်းရှိတဲ့ဟာတော့မင်းတို့လိုချင်တာဖြုတ်သွားဟုတ်လားဈေးရောက်တော့မကူဘူးနော်အဲ့ဒါတော့နိုင်ငံတကာမှာ home education တော့ economic education ကိုသိချတဲ့ဒါကြောင့်သမင်းစားတဲ့နေရာရေသုံးတဲ့နေရာမိဘကူတဲ့နေရာနော်ဝေမှာဆိုကလေးလေးတစ်နှစ်သမီးလေးခင်တကရန်ကိုပို့လိုက်ပြီရောက်သွားပြီတစ်နှစ်ဆိုရင်သူကကြောင်မတက်နေရတဲ့အစိုးရအစီအစဉ်ရခေကြီးရောက်တော့အဲ့ကလေးလေးကိုကြောင်းပြန်လာမိဘတွေကဂသွန်းရက်ချိုးနိုင်ပြီဆိုဂသွန်းရက်ချိုးတဲ့ဟာကိုသင်ပေးရအမေလုပ်တဲ့သူကိုဒီသမီးကကဲကူရအဲ့လိုမျိုးလေးနဲ့အိမ်မှာမိဘကိုကူရတဲ့အလေးချင်းကိုကြောင်းပညာရေးနဲ့ပါတွဲပြီးသင်တာကွာသူတို့နိုင်ငံတွေတိုးတက်တာမပြောနဲ့ home education economic education ကိုနားလဲတယ်တို့နိုင်ငံမှာဘာမှနားမလဲတို့တော့အခုမှနားမလဲတာနော်ဟိုတော့အဲ့ဒါလုပ်ခဲ့တယ်တာလမင်းကြီးကြောင့်မင်းတို့ဖတ်ဘူးလားကျောင်းမှာသင်ဘူးလားတာလမင်းတရားကြီးသင်ဘူးလားဘာလို့ပါသင်ဘူးလားဘယ်နဲ့တန်းတော့ဆရာမတွေလုပ်ပါခုပါအောင်တာလမင်းတရားကြီးလေမရင်ငဲ့နေတဲ့အမျိုးသမီးတယောက်ပေါ်ပြီလားပေါ်သေးဘူးကလေးတွေမသင်ရတော့ဘူးလားတို့နိုင်ငံလည်းကောင်းတဲ့ဟာတွေဆိုဖြုတ်နဲ့ဖြုတ်လာလိုက်တာအမျိုးသားရေးဆိုတာလည်းမရှိဘူးစီးပွားရေးဆိုတာလည်းမရှိနိုင်ငံရေးအမြင်ဆိုတာလည်းမရှိဘူး economic education ပဲတာလမင်းတရားကြီးကစကိုင်းကိုလှည့်ပြီးတော့ဆင်းနဲ့လှည့်တဲ့ချိန်အမျိုးသမီးတယောက်ကမရင်ငဲ့မကြီးတွေဘယ်လိုငဲ့တော့ဆိုတော့ကြမ်းမြန်ဒီတိုင်းတွန်ချတာကွာတာလမင်းတရားကြီးကနေတွေ့တဲ့အခါကျသွားအဲ့အမျိုးသမီးသွားခေါ်ကြည့်စင်မောနေဆင်းပြီးတော့ကြိတ်နဲ့ဆက်ချက်ရိုက်ပြီးအသမြ30ပေးလိုက်ပတ်စံပေးရိုက်တာနော်အဲ့ဘရင်ကဟုတ်လားဟမ်အဲ့ခေတ်ကဘရင်ပတ်စံပေးရိုက်ခိုင်းတာတော့ပတ်စံပေးတယ်ရင်းနှီးရအောင်လို့ရိုက်တယ်ဘာကြောင့်ရိုက်တယ်အဲ့ဒီမကြီးကိုတဲ့လူတွေတိုက်ရင်လဲအာဟာရဖြစ်တယ်ဟုတ်တယ်ဒါတာလမန်တရားရဲ့သူပရိုတင်းဓာတ်တွေကယ်လ်ဆီယမ်ဓာတ်တွေသူမသိသေးဘူးသူခေတ်ကဒါမှအာဟာရဖြစ်တယ်လို့သူသိအခုမင်းတို့ပုတ်သွားတဲ့လူတွေမြန်မာပြည်ပုတ်သွားတဲ့အကြောင်းရင်းရှိတယ်မြန်မာပြည်ဘယ်အချိန်မှစပြီးအရက်ပုတ်တာလဲလွတ်လပ်ရေးရပြီးတဲ့နောက်မြန်မာပြည်မှာဆန်ဆက်တွေပေါ်လာတယ်အဲ့ဒီကနေစပြီးလူတွေအရက်ပုတ်သွားဘာဖြစ်လို့ဆန်သက်တွေမှာစပားတွေကိုကြိတ်တဲ့အခါကျတော့ဆန်တွေကိုဖွဲမကြအောင်အကုန်ဖွေ့တန့်နေအောင်ကြိတ်ပြလိုက်အဲ့ဒီမှာတကယ်အယိုးကိုတန်မာသေးတဲ့ထွားကြိုင်းသေးတဲ့အရက်ရှည်သေးတဲ့ကယ်လ်ဆီယမ်လိုဓာတ်တွေကပါသွားတယ်
ဟိုတော့အမင်းပကံခက်ကမင်းပကံကိုရောက်တဲ့ခါကြည့်လှန်ကြီးတွေဆိုရှေ့ကြီးတွေဓာကြီးတွေတို့အရက်လောက်ရှိဘလို့ကင်မလဲတော့ဒီတို့ကောင်လေးဆိုရင်ဓာကင်တာနဲ့လဲနေဟိုကခေါ့အောင်ဟုတ်နော်အဲ့ဒါဘာလို့ဆိုတော့ခုနရှေ့တော့ကတော့ငရုတ်စုံဒီမောင်းလျှောက်တဲ့ထဲထောင်းတာဟုတ်ကွာဟုတ်လားစံနေစပားလေးမောင်းလျှောက်တဲ့ထဲထောင်းတာဟုတ်ကွာအဲ့ဒါကြောင့်သူတို့ကစပားခွန်လောက်ကျွတ်ပြီဆိုရင်စပားခွန်ပေါ်မှာပါတဲ့ကယ်လ်ဆီယမ်ဓာတ်ပရိုတင်းဓာတ်တွေကုန်မသွားဘူးအဲ့ဒီစံလုံးညို့လိုဟာမျိုးပေါ့အခုကျတော့ကျန်းတော့ကျန်းတယ်တော့လူကတာမထွားကြိုက်ကြန့်ခိုင်အဲ့ဒါဘုံဘုံတို့နိုင်ငံအခုသူသေသနာလုပ်ကြည့်တဲ့အခါကျတော့လွတ်လပ်ရေးရပြီးတဲ့အချိန်ဆန်ဆက်တွေမြန်မာပြည်မှာအများကြီးတည်လိုက်ကနေတပေလောက်ပူသွားတယ်လေတပေဆို12လက်မကွာနဲတဲ့အပူမဟုတ်ဘူးအခုမင်းတို့အရက်ကိုတပေလောက်ဆက်ကြည့်ပါလားတပေလောက်မြင့်တဲ့ဖက်နှက်စီးကြည့်ကွာဘယ်လောက်ရက်ရှည်မလဲအဲ့ဒါစဉ်းစားကြည့်လူကောင်ကြီးတွေကြတော့လေပလွေရိုးကွာဟုတ်လားအဲ့လိုမျိုးဖြစ်သွားဟင်အဲ့ဒါတော့ဘုံတို့နိုင်ငံမှာဒီလိုအပ်ချက်တွေအများကြီးရှိတယ်လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့လိုမျိုးဒါစဉ်းစားကြဒါကြောင့်ထားတော့နိုင်ငံတကာမှာတော့ပညာရေးကိုသင်တဲ့အခါဒီ home education economic education ကိုအထူးပြုပြီးတော့သင်လေးရှိကြတယ်။ဒါကြောင့်နံပါတ်1ကိုချင်းတရားကောင်းဝင်ရမယ်အားလုံးပြောပါကောင်းမယ်လေ။အင်္ဂလိပ်လိုပြောတော့ integrity အဲ့ဒီကိုချင်းတရားကောင်းမှုပိုင်းမှာဘယ်နှခုတော့နံပါတ်1ကရိုးသားခြင်းနံပါတ်2ကတရားမျှတမှုရည်နံပါတ်3ကတာဝန်မှုရှိခြင်းကိုယ်တာဝန်ကိုယူရမယ်ကိုယ်တာဝန်ကိုယူတတ်တာဟာတကယ်ကိုဂုဏ်စရာကောင်းတဲ့လေ့ကျင့်ဟုတ်နော်ကဲနောက်နံပါတ်2မရှိရမလဲပညာရေးဆိုင်ရာအချင်းတွေရှိရပညာရေးဆိုင်ရာအချင်းတွေမှာခုနမင်းတို့ပညာဘယ်နှမျိုးပြောလဲ3မျိုးဗါတွေတော့အသိပညာအတတ်ပညာနည်းပညာအသိပညာကဘာအတွက်တော့လောကမှာကျုံလာတဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အတတ်ပညာဘာအတွက်တော့ဘဝဖွံ့ဖြိုးတိုးတက်ဖို့နည်းပညာကြတော့နိုင်ငံတိုးတက်ဖို့နည်းပညာမတတ်ရင်ဘယ်နိုင်ငံမှမတိုးတက်ဘူးဒီနေ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံဘယ်နိုင်ငံလဲမင်းတို့ကသင်္ကပူလောက်ကြာဘူးလားဟောနည်းနည်းတော့ခတ်တယ်ဟမ်ဘာမှအချမ်းသာဆုံးနိုင်ငံအင်အားကြီးဆုံးကမ္ဘာပေါ်မှာနိုင်ငံကြီးကိုခွဲတတ်တာ rank ခွဲပြမယ် super power great power 2မျိုးခွဲတယ် G8 အဲ့ဒီအောက်မှာ G8 ရဲ့အောက်မှာ G20 မြင့်မှာဖွံ့ဖြိုးတဲ့နိုင်ငံဖွံ့ဖြိုးတဲ့နိုင်ငံ15သန်းလောက်သူတို့ခွဲမယ်စူပါပါဝါတကမ္ဘာလုံးမှာတနိုင်ငံပဲရှိတယ်အမေရိကန်နိုင်ငံပဲရှိတယ်ကမ္ဘာမှာအချမ်းသာဆုံးတရေကြီးကဘယ်သူလဲဘီရိုဟာ Elon Musk SpaceX Tesla Elon Musk အမေရိကန်ဒေါ်လာဘီလီယံပေါင်း600ကျော်မြန်မာပြည်မှာအချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်အယောက်100ဆိုရင်သူတယောက်မမီဘူးမြန်မာပြည်ကအချမ်းသာဆုံးပုဂ္ဂိုလ်အယောက်100ဆိုElon Musk တယောက်ကိုမမီဘူးထရီလီယံနာဖြစ်တော့မယ်ကမ္ဘာပေါ်မှာထရီလီယံနာဆိုမရှိသေးဘူးနောက်10စုနဲ့10စုတွင်းမှာပဲElon Muskကထရီလီယံနာဖြစ်မယ်ဒုံးမြန်ကြီးတွေလွတ်တယ်လက်စစ်ကားတွေလွတ်တယ်အများကြီးပဲသူ့ရဲ့လှုပ်ဆောင်ချက်တိုင်းတော့Elon Muskနောက်ထပ်ကမ္ဘာပေါ်မှာအချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်ဥတရာထဲမှာထိတ်တန်းဝင်နေတဲ့10ယောက်လောက်ကအမေရိကန်နိုင်ငံသားတွေအဲ့လူတွေအားလုံးပေါင်းလက်ရဲ့ရလက်ရဲ့ကြော်ရမှုကမြန်မာပြည်မှာရှိတဲ့မြေပေါ်မြေအောက်တရားသားတွေလောက်အကုန်လုံးလောက်ကိုကြီးပွားကြချမ်းသာကြအမေရိကန်နိုင်ငံစစ်တပ်ကကာကွယ်ရေးအတွက်ထရီလီယံနဲ့ချီတုံးတယ်အများကြီးလုပ်လို့ရဘာဖြစ်လို့တိုင်းပြည်စီးပွားရေးကောင်းတိုင်းပြည်စီးပွားရေးကောင်းအများကြီးလုပ်လို့ရဟုတ်ပြီနော်အဲ့ဒါဘာကြောင့်အဲ့ဒီနိုင်ငံကြီးကကြီးပွားနေတာလဲဆိုတော့ဒီပညာကြောင့်ဒါသိရနော်ဘာလို့ဒါအပဲMacBook 380ကျော်တယ် M5 Pro ဒါ base model ပဲရှိသေးတယ် Pro M5 Pro ဆိုရင်2500နဲ့3000ဝန်းကျင်ရှိမယ် M5 Pro Max ဆိုရင်4000ကျော်လောက်နေရှိ4000ကျော်သူတွေမြန်မာငွေသိန်းပေါင်း200နေရှိကွန်ပျူတာတစ်လုံး American brand ဒီဟာတခုတို့က380ကျော်ပေးနေရတဲ့ချိန်အမေရိကန်တွေကအဆန်ကိုဒီတိုင်းထည့်နိပညာတက်တာဘက်ထရီကမ္ဘာမှာဒီ MacBook ကိုမှီအောင်ဘက်ထရီခံတဲ့ laptop မရှိသေးဘူးဒါပေမဲ့အဲ့ဒီထဲမှာသုံးထားတဲ့နေသင့်တဲ့တွေက Windows Microsoft ကိုပေးရပြီးကုတ်ကိုခွဲပေးနေရဒါသုံးတိုင်းပြီးကုတ်ကိုခွဲပေးနေဒီထဲမှာသုံးထားတဲ့ဟာတွေ Play Store တွေ Google တွေအကုန်လုံးအမေရိကန်ကိုပေးရတရုတ်ကဒီဟာကို chipset တွေကိုစောက်တဲ့အတွက်သူက40%လောက်ရနေပညာတက်တဲ့နေပညာတွေကိုရောင်းတဲ့အမေရိကန်က60%လောက်ရဘောပေါက်လားအဲ့ဒီထဲမှာဒီထဲမှာပါတဲ့ chipset တွေက RAM မြေရှားသတ္တုတွေနဲ့လုပ်တယ်မြန်မာပြည်ကသခိုးစင်းနဲ့ရောင်းမြန်မာပြည်ကလေမြေရှားတွက်စင်တယ်ဟိုကကချင်ပြည်နယ်ဘက်မှာတူးတယ် AR မြေကြီးပြတ်သွားတယ်ကိစ္စမရှိဘူးဒီထဲကိုရောက်သွားအဲ့ဒီ chipset တွေကဟ
ုံဘုံတော့မြေကြီးတွေချောင်းကြီးတွေတောကြီးတွေတောင်ကြီးတွေအပြက်ခံတဲ့အချိန်မှာသူတို့ကအသာလေးထိုင်ပြီးတော့ပတ်စံရနီးပညာတက်တဲ့နိုင်ငံကနီးပညာမတက်တဲ့နိုင်ငံကိုလွှမ်းမိုးတာဒါကြောင့်တရားဇာတရောင်းစားတဲ့တရောင်းစားနိုင်ငံဆိုဒီနိုင်ငံဖြစ်နေဟုတ်လားဆိုတော့သားတို့ဘာတက်ဖို့လို့လဲနီးပညာတက်ဖို့လို့လဲဘာတက်ဖို့လို့လဲအခုမင်းတို့ကုတ်ရေးတယ်လို့ဘာလို့ဆိုကြားတော့ကြားပြီးမှကြားဘူးမှာတရုတ်နိုင်ငံကမူလာတန်းတွေကကုတ်ရေးနည်းတွေကလေးအားလုံးနည်းနည်းတင်နေပြီနိုင်ငံတော်အစိုးရရဲ့တရားဝင်ကိုယ်စင်ပါတာကွန်ပျူတာ programmer တွေကလေးတိုင်းဟာ programmer ဖြစ်ဖို့ခွင့်လန်းရှိအခြေခံတို့ကာကြီးခါဝေးတင်တယ်လို့သင်ပုံကြီးတင်တယ်လို့နည်းပညာနဲ့ပတ်သက်ပြီးအခြေခံကုန်သင်ပေးလိုက်တယ်တို့ကဆရာမဖြစ်တာကွန်ပျူတာလက်ကော့မရတဲ့သူတွေအများကြီးရှိပြီWindows ပိတ်ဖွင့်မတက် Windows မှ iOS မှမသိတယ်အများကြီးရှိပြီလေကတို့ကဆရာမလဲပဲဟိုနိုင်ငံမူလာတန်းလဲပဲကုတ်တွေရင်းနေပြီဘယ်လိုလိုက်မှာတော့ဒီနိုင်ငံတွေကိုမင်းဘယ်လိုမျိုးတို့ကြွတ်တက်မလဲအဝေးကြီးကြံနေတယ်စဉ်းစားလို့တော့မရဟုတ်လားဒါလေးတခုဆိုမင်း8သိန်းလောက်တန်တာပေါ့ဒါလေးတခုကလေငါတို့က8သိန်းကိုမနှဲရှာတာတို့တော့တို့ကဒါလေးတခုထုတ်လိုက်တာ8သိန်းအဲ့ဒါလေးတခုက10မိနစ်အတွင်းမှာကိုထောင်နဲ့တောင်းနဲ့ချီပြီးထုတ်နိုင်တယ်တို့တော့အဲ့ဒီအတွက်ကိုဒါလေးတခုရဖို့မြန်မာပြည်ကတောင်ကြီးတွေပညာမတက်တဲ့နိုင်ငံကြီးကတောင်ကြီးတွေတော်ကြီးတွေချိုးပြီးအဲ့တဲ့ကမြေရှားတတ်ထုတွေယူကြတာမင်းတို့အကုန်ကုန်မေတာမှတ်ပညာမတက်တဲ့နိုင်ငံအကုန်ကုန်မေတာမှတ်ပညာတက်တဲ့နိုင်ငံအကုန်ယူသွားတာအတုခံလေသူစားတော့ဒီနေ့ခေတ်ကြီးပြောတာဘယ်နိုင်ငံမှကမ္ဘာမှာဘယ်ဥတွေမှာကာကွယ်ပေးတာမရှိဘူးမင်းအခံမယ်ဒါကြောင့်နီးပညာအရေးကြီးလားမကြည့်ဘူးလားနီးပညာမတက်ရင်နိုင်ငံလည်းကာကွယ်လို့မရနီးပညာမတက်ရင်နိုင်ငံလည်းတိုးတက်အောင်လုပ်လို့မရအစ္စရေးနိုင်ငံကသူ့ပတ်ပတ်လည်မှာရှိတယ် OIC နိုင်ငံတွေ Islamic Cooperation နိုင်ငံတွေရှိတယ် Organization of Islamic Cooperation OIC 59နိုင်ငံရှိလူကြီးအတန်း2000ကျော်3000နီးပါးရှိတယ်အခုအီရန်တို့ပါဝင်ပေါ့ကွာ Israel Palestine အဲ့ဒီဝင်ကြီးအကုန်ကြည့်လိုက်အစိမ်းရောင်မြေပုံကြီးပေါ်မှာတွေးလိုက်အဲ့ဒါအစ္စလမ်နိုင်ငံတွေ59နိုင်ငံရှိရှေ့တောင်အာရှတရဆိုရင်ဘုံဘုံတို့ဒီဘက်ကအင်ဒိုနီးရှားတို့တောင်ပါတယ်မလေးရှားတို့တောင်ပါတယ် OIC ဖွဲ့ဝင်အစ္စရေးပတ်ပတ်လက်မှာလူကြီးတန်း3000လောက်ရှိတဲ့အစ္စရေးရဲ့အင်အားကြီးတဲ့လူအင်အားဆိုရင်လူ3000နဲ့ဟိုသူတို့နိုင်ငံထဲမှာအစ္စရေးနိုင်ငံထဲမှာ6သန်းပဲရှိတယ်အဲ့ဒီ6သန်းကလူကြီးတန်း3000လောက်ကိုမမှုဘူးဘယ်ယူကုန်မဆိုင်တာဘာဖြစ်လို့ဆိုနီးပညာတက်လို့သူတို့ကအမုန်းကျိတ်ခံခဲ့ရတာဂျူးလူမျိုးတွေကိုဖက်တရာဘယ်လိုလုပ်ပြလိုက်လဲမိလောင်နိုင်သွင်းပြီးအစိမ့်ခွင့်နဲ့တက်ပြတာအဲ့ဒီဒဏ်တွေကိုသူတို့ကခံခဲ့ရဘဝကိုနစ်နေအောင်ခံခဲ့ရဒါကြောင့်သူတို့တွေကြိုးစားကြStateless country မြေကြီးမဲ့မြေယာမဲ့အနေနဲ့နှစ်ပေါင်း300လောက်နေခဲ့ရမြေကြီးတမုံရဲ့တန်ဖို့တို့သိဂျော်ဒန်မြစ်ကိုဝိုင်းလူတာပါလက်စတိုင်းနဲ့အစ္စရေးနဲ့ပါလက်စတိုင်းနဲ့လူရေလူတဲ့ပြဿနာခဏဖြစ်အခုအဲ့ဂျော်ဒန်မြစ်ကြီးအစ္စရေးအပိုင်ပေးလိုက်အမေရိကန်နိုင်ငံမှာအချမ်းသာဆုံးဆိုတဲ့ပုံကိုယ်တွေနိုင်ငံရေးမှာအရေးပါတယ်ဆိုတဲ့ပုံကိုယ်တွေမှာဂျူးလူမျိုးတွေအများကြီးပဲဒါကြောင့်တို့နိုင်ငံတစ်ခုခုဆိုတစ်ကမ္ဘာလုံးအဝိုင်းပတ်မိုးတာအပြင်ဘက်မှာဂျူးလူမျိုးက3သန်းရှိတယ်အစ္စရေးနိုင်ငံထဲမှာ6သန်းရှိတယ်9သန်းပဲရှိတယ်တစ်ကမ္ဘာလုံးမှာမြန်မာနိုင်ငံလူကြီးရေခုတန်း90လို့ပြောတယ်ဂျူးလူမျိုးတွေအကုန်လုံးတဲ့10ဆ17ဆလောက်များသေးတယ်အဲ့ဒီမြန်မာပြည်ကလူကြီးတွေဂျူးလူမျိုးတဲ့17ဆလောက်များနေတဲ့လူကြီးရှိတဲ့မြန်မာနိုင်ငံကလူတသိန်းစုလို့ဂျူးတယောက်ရဲ့ဉာဏ်မမီဘူးနိပညာမတတ်ဘူး E = MC square ဆိုတာဘာလို့တော့အဲ့ဒါဂျူးပဲ E = MC square အနုမြူဘဖော်မြူလာမလားကမ္ဘာပေါ်မှာသိပ္ပံပညာရှင်လို့ရွေးထုတ်လိုက်အယောက်100တွေ့ရင်အနည်းဆုံးအယောက်30လောက်ကဂျူးဖြစ်နေလိမ့်မယ်မနေ့ကမင်းတို့ဘုံပြောပြီးပြီဂျူးလူမျိုးတယောက်ဟာစာဖတ်တတ်ပြီဆိုတဲ့စာဖတ်လိုက်တာ10တန်းအောင်ပြီဆိုတာနဲ့စာအုပ်1000ကျော်ကလေးတိုင်းဖတ်ပြီးနေပြီ General knowledge အသိပညာဘုဒ္ဓရာတွေတို့အများကြီးမရှိဘူးလားစဉ်းစားတွေးခေါ်နိုင်တဲ့စွမ်းရည်တွေမရှိဘူးလားတီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေမရှိဘူးလားကြည့်လိုက် intellectual ဆိုတာဘာလို့ဖတ်ပါဦးပညာရဲ့ဆိုင်ရာအရေးရှင်ဘာတွေတော့ဟဲ့အသိပညာဘုဒ္ဓနာနဲ့ပြည့်စုံခြင်းစဉ်းစားဆင်ခြင်နိုင်စွမ်းရှိခြင်းတီထွင်ဖန်တီးနိုင်စွမ်းရှိခြင်းအဲကြောင့်ပညာဆိုတာပဲစဉ်းစားနိုင်စွမ်းနဲ့တီထွင်နိုင်စေစဉ်းစားနိုင်စွမ်းမရှိရင်ပညာတတ်တယ်လို့မခေါ်ဘူးတော့မယ်ဆရာဝန်ချင်းဖြစ်ဖြစ်အင်ဂျင်နီယာကြီးဖြစ်ဖြစ်စဉ်းစားနိုင်စွမ်းရှိလာမှပညာတတ်တယ်လို့ပြောတီထွင်နိုင်စွမ်းမရှိဘဲနဲ့နိုင်ငံကိုကောင်းကျိုးမပြုနိုင်ဘူးမင်းတို့တယောက်တော့ကောင်းရင်ကောင်းမယ်ဒါကြောင့်ခုနကဘုန်းတို့ပညာ3မျိုးနဲ့ပြန်ပြောပညာ3မျိုးကဘာတွေတော့ဘဝအခက်အခဲတွေဖြေရှင်းဖို့အတတ်ပညာဘာအတွက်တော့ဘဝတိုးတက်ဖို့ဤပညာကြတော့နိုင်ငံနဲ့ချီပြီးတော့တိုးတက်ဖို့ကဤပညာလို့မိဒီနေ့နောက်တစ်ခုတိုးတာပေါ့ဘာစွမ်းရည်တွေရှိရအောင်မလဲ leadership skill တွေရှိရမယ်
ကဲခေါင်းဆောင်မှုဆိုင်ရာအချင်းတွေမှာ၃ခုရှိတယ်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်သောရှိရပူပေါင်းလှုပ်ဆောင်နိုင်သောရှိရလှုံ့ဆော်ပေးနိုင်သောရှိရအဲ့ဒါခေါင်းဆောင်မှုဆိုင်ရာဆိုင်ရည်ခေါင်းဆောင်ဆိုဆုံးဖြတ်ချက်ချတဲ့သူပဲဟာတပည့်တော်ခေါင်းဆောင်မလို့ဘူးမင်းတို့အိမ်တော်ပြုမယ်ဆိုရင်မိသားစုခေါင်းဆောင်မျိုးသားဥဆောင်မယ်အမျိုးသမီးကဥဆောင်မယ်ဒီအိမ်တော်မပြုဘူးဆိုရင်လည်းမိဘတွေကိုခေါင်းဆောင်ပြီးတော့ပြုစုလုပ်ကြည့်ရမယ်အချိန်ဆိုတာရောက်လာလူတိုင်းကခေါင်းဆောင်ပဲပြောပါတယ်ဟုတ်တို့တော့လူတိုင်းမှာခေါင်းဆောင်မှုအရေးချင်းမရှိဘူးဒါကြောင့်မိသားစုတိုင်းမတိုးတက်ဒါကြောင့်ဒေမြေဒေတာတိုင်းမတိုးတက်ဒါကြောင့်နိုင်ငံတိုင်းမတိုးတက်တကယ်တမ်းကျတော့လူတိုင်းဟာခေါင်းဆောင်ပဲခေါင်းဆောင်ဖြစ်ကိုဖြစ်လာလိမ့်မယ်ဒါလိုမျိုးဖြစ်ချင်းမဖြစ်ချင်းနေခေါင်းဆောင်ဖြစ်ကိုဖြစ်လာလိမ့်မယ်အဲခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ကနံပါတ်1ကိုယ့်ကိုအရင်ဥဆောင်ဘယ်သူ့ကိုအရင်ဥဆောင်ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဥဆောင်ပြီးမှနိုင်ငံကိုဥဆောင်တဲ့အဆင့်ကြီးရောက်ကိုယ့်ကိုဥဆောင်မယ်ဘယ်ချိန်အဲ့ရထားမလဲဘယ်ချိန်အဲ့ရဝင်မလဲကိုယ်လည်းလေ့ကျင့်ခန်းတွေဘာတွေလုပ်မလဲအာဟာရပြည့်တဲ့ဟာတွေဘယ်လိုစားမလဲပြန်ရရဲ့ဘုသူရတွေဘယ်လိုလေ့လာသိဘူးမလဲဒါတွေကိုအမြဲတမ်းကိုယ့်ကိုနိုးကြနေဖို့လိုလားမလိုဘူးလားအဲ့ဒါကဘာကိုဥဆောင်ကိုဥဆောင်တာပဲ decision maker လို့ခေါ်တယ်အဲ့ဒီခေါင်းဆောင်ကဘာအရေးကြီးလဲ organize လုပ်ဖို့အရေးကြီးတယ်ပူပေါင်းဆောင်ရွက်နိုင်တဲ့ယူအရေးကြီးတယ်ဒါကြောင့်ခေါင်းဆောင်ဆိုတာစီယိုရေးခေါင်းဆောင်ပဲစီယိုရေးမှုပဲအဲ့ဒီစီယုံနိုင်သွားမရှိပဲနဲ့ခေါင်းဆောင်မှုကောင်းမဖြစ်နိုင်ဒါကြောင့်ခေါင်းဆောင်ဟာစီယုံနိုင်သွားရှိတဲ့ skill တွေများရှိဖို့လိုစီယုံပြီးလူတွေပန်းလာပြီးဘာလုပ်အောင်မလဲလှုံ့ဆော်ပေးဖို့လိုတယ်အလုပ်လုပ်ခြင်းအောင်တက်ကြွအောင်နိုးကြအောင်ကြိုးစားအားထုတ်လေ့ရှိအောင်အိမ်တော်တစ်ခုမှာအိမ်တော်ဦးစီးကောင်းပြီးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီဆိုရင်သားသမီးတွေကဖွံ့ဖြိုးတိုးတက်ဖို့လွယ်သွားမိသားစုခေါင်းဆောင်ဖြစ်တဲ့အဖေလုပ်တဲ့သူ leadership skill ရှိလို့ဒါကြောင့်ပြန်ပြောအောင်နင်းချုပ်ပြီးပြန်ပြောမယ်ခေါင်းဆောင်ဆိုတာဘာလို့အောင်မလဲဆုံးဖြတ်ချက်ချနိုင်တဲ့သူပြရမယ်အဲ့ဒီဆုံးဖြတ်ချက်ချတဲ့နေရာမှာဘယ်လိုမျိုးလုပ်အောင်မလဲပူပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းအားရှိဖို့လေပူပေါင်းဆောင်ရွက်ပြီးဘာလို့အောင်မလဲလှုံ့ဆော်ရမယ်တိုက်တွန်းရမယ်အားထုတ်ခြင်းစိတ်တွေရှိအောင်ကြိုးပမ်းခြင်းစိတ်တွေရှိအောင်လှုံ့ဆော်ပေးနိုင်ဖို့လို့ဒါခေါင်းဆောင်မှုရဲ့သဘောပဲကဲနောက်တစ်ခုကဘာရှိဖို့လို့လဲပုဂ္ဂိုလ်ရေးဆိုင်ရာဤချင်းတွေ personal attribute တွေဘာတွေရှိရမလဲလူတယောက်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအရေးချင်း personality တွေဆိုတာဘာတော့စိတ်နဲ့ကြံ့ခံလောကဓာတ်ခက်ခဲတွေနဲ့ဘလို့ပဲကြုံစိတ်နဲ့ကြံ့ခံလူကျင်တာနေမရရင်လည်းစိတ်နဲ့ကြံ့ခံနားမလဲတဲ့မပိုင်နိုင်တဲ့အတွေ့အကြုံမရှိသေးတဲ့အကြောင်းအရာတွေကိုဖျက်ဆီးဖို့ကြိုးစားဖို့လိုရင်လည်းစိတ်နဲ့ကြံ့ခံမှုရှိရဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဒီနေရာမှာလုံးမရတခြားနေရာမှာငါဘယ်လိုကြိုးစားမလဲခက်ခဲတွေနဲ့ကြုံတဲ့အခါဘာအရေးကြီးတော့စိတ်နဲ့ကြံ့ခံမှုအရေးကြီးလားမကြည့်ဘူးလားစိတ်နဲ့မကြံ့ခိုင်တဲ့သူတွေကအစောကြီးရှုံးပေးလိုက် a sound mind and a sound body စိတ်နဲ့ကြံ့ခိုင်မှုတော့ဘာအရေးကြီးလဲဆိုတာကျမ်းမာကြံ့ခိုင်မှုလို့ဒါကြောင့်တော်တော်မျိုးမနေ့ကလည်းပြောကျမ်းမာအရေးကြီးတယ်ကျမ်းမာတဲ့ခန္ဓာကိုယ်ထဲမှာဒါကြံ့ခိုင်တဲ့စိတ်ထားရှိတယ်လူတစ်ယောက်ကမကျမ်းမာတော့ဘူးဆိုအိမ်လွမ်းတာလို့အမေလွမ်းတာလို့ဖေလွမ်းတာလို့ခါတိုင်းဆိုနေမကောင်းရင်အမေတို့ကကူးပေးတယ်လေအဖေကလည်းစောင့်ရှောက်ပေးတယ်လေနိုင်ငံခြားမှာကိုယ်တော်ဝင်ကိုယူပဲတကယ်ရင်းတွေကလည်းမင်းအလုပ်ပြတ်ခံပြီးဘူးမလို့ဘူးသူတို့ပုံကြောင်သွားအောင်အဲ့ဒါဆိုဘာလို့အောင်ကိုယ်တော်ဝင်ကိုယူတယ်ဒါကြောင့်အခုမင်းတို့နိုင်ငံခြားတွေဘာတွေရောက်တဲ့ခါသိသွားလိမ့်အိမ်ကနေခွန်လိုက်ပြီးဆိုတာနဲ့သားတို့သမီးတို့ကိုရှိတော်ပေါ်ကိုရက်တည်နိုင်နဲ့တဲ့သူလဲမှာပဲပြန်မထားတဲ့သူလူမဖြစ်တော့ဒါကြောင့်ကိုရှိတော်ပေါ်ကိုရက်တည်နိုင်တဲ့တတ္တိမျိုးကြံ့ခိုင်တဲ့စီတာမျိုးမင်းတို့ကြိုးတင်ပြီးလေ့ကျင့်ထားဟုတ်ပြီနော်ဒါကြောင့်စိတ်နဲ့ကြံ့ခိုင်ရမယ်နောက်တစ်ခုဘာရှိဖို့လို့လဲကိုချင်းစာတရားရှိရမယ်ဒါအရေးကြီးတယ် we need to look out for one another တခုခုလုပ်တော့မယ်ဆိုရင်တခြားသူတွေရှိတယ်ဆိုတာမမင်းနဲ့တချို့ကလူတွေအိတ်တာအမြဲတမ်းဟောက်ကိုဟောက်တတ်တယ်ဆိုရင်ဘာကြောင့်ဟောက်တာတော့မှောက်အိတ်လို့လားလှမ်းအိတ်လို့လားဆောင်းအိတ်လို့လားအဲ့ဒါနည်းနည်းသိရအဲ့ဒီဟာကြီးကညင်ပါသွားတယ်ဒါကြောင့်အိတ်ရင်ဘလို့အိတ်ရင်ဟောက်တတ်တာလေဟိုဟောက်တဲ့သူလည်းဆိုသိအောင်ပင်မန်းတာအဲ့ဆိုမဟောက်အောင်ဘလို့ကိရိယာလေးတွေရှိတယ်ဒီကနေ့ခေတ်ဘုန်းတို့စိတ်ဆွမ်းအားနေနဲ့လေ့ကျင့်မယ်ဆိုရင်မေတ္တာများညာပုတ်အိတ်ရင်မဟောက်ဘူးတဲ့စိတ်ဆွမ်းအားမြင့်ဒါလေ့ကျင့်လို့ရတချို့ကျတော့ဟောက်လိုက်တာကြမ်းမှတုံတော့အဲ့ဘေးလူကအဲ့လိုမရအကုန်လုံးဒုက္ခကိုရောက်တယ်အဲ့လူတယောက်လောက်ရှိရင်အပြဿနာတက်ဟုတ်လားအမေတို့အဲ့ဒါနော်အဲ့ဆိုပြောချင်တာအိတ်တဲ့နေရာစားတဲ့နေရာနေတဲ့ထိုင်တဲ့နေရာတိုင်းမှာကိုယ့်ကိုအကြောင်းပြုပြီးတခြားသူတွေအနှောက်အယှက်မဖြစ်ဖို့ဆိုတာအများတန်းရှိရကိုချင်းစာတရားရှိပါဘာရှိပါကိုချင်းစာတရားမရှိတဲ့ဒီတယောက်ကဘဝမှာဘယ်တော့မှမတိုးတက်တော့တိုးတက်သွားတဲ့သူတွေအောင်မြင်သွားတဲ့သူတွေကိုကြည့်လိုက်ရင်အများနဲ့အခြေခံစိတ်ထဲမှာကိုချင်းစာတရားအနည်းဆုံးမျိုးရှိတယ်
အဲ့ဒါမရှိရင်လူကမအောင်မြင်နိုင်တော့ဒါအရေးကြီးတယ်ကဲနောက်ဆုံးတစ်ခုကဘာတော့ communication ကျွမ်းကျင်ဘယ်လိုလဲဆိုရင်ဘယ်လိုပြောဘယ်လိုအသုံးလုံးတွေသုံးနှုန်းတဲ့ဒါကပညာတတ်တယ်ပဲလားဒါကတကယ်ကိုဂုဏ်တူယာတုဂုဏ်သိရှိတဲ့ပုံကိုယ်တွေလားဒါကတာမန်လူတွေဒါရင်းနှီးနှီးဆက်ဆံမဲ့သူတွေမျက်နှာမူရဘလို့ထားမလဲအတန်နေတန်တာဘလို့ပြောမလဲခန္ဓာကိုယ်လှုပ်ရှားမှုဘလို့နေမလဲမရင်းနှီးတဲ့သူတွေကကိုခြေဖို့လက်ဖို့သွားမလို့နဲ့ဟာဒီကောင်မငါအထာပေးတယ်ဟာလေဖြစ်သွားကောင်လေးတွေဆိုရင်လည်းမရင်းနှီးတဲ့သူတွေကအဲ့လိုသွားနေလို့မရကိုယ့်ရဲ့အပြုအမူပြောဆိုဟာဘာဖြစ်သွားကိုယ့်လူတွေထင်သေးသွားတယ်ဒါကြောင့်တချို့ကအိန္ဒြေဆိုတာမိန်းမတို့အိန္ဒြေရွှေပေးလို့မရယောက်ျားတွေရဲ့အိန္ဒြေကစိန်လောက်မကတန်တယ်ကွာအဲဒါကြောင့်ပိုးပြီးဂုံသိက္ခာနဲ့တိဆောက်ဘောပေါ်ရလားမိန်းမတွေတဲ့နေမနေဘူးနော်ဒါကြောင့်မင်းတို့လွယ်လွယ်လေးကိုယ့်ဘဝကိုမထားနဲ့တန်ဖိုးမြင့်အောင်ကြိုးစားဖို့လိုလားမလိုဘူးလားအဲ့ဒါအရေးကြီးတယ်ဒါကြောင့်စေတကြံခံရမယ်ကိုယ်ချင်းစာတရားရှိရမယ်ဆက်သွယ်ပြောဆိုမှုကျွမ်းကျင်ရဒီအရှင်းသုံးခုကိုစနစ်တကျလေ့ကျင့်ထားရင်အဲ့ဒီလူဟာထူးချွန်ထမ်းမြက်တဲ့သူတယောက်ဖြစ်ဖို့အခြေခံကောင်းနေလုံလောက်တော့ကဲနောက်ဆုံးတစ်ခုပြောကြည့်အောင်ဘာရှိရမလဲဘာတွေတော့ social skill တွေလူမျိုးရေးဆိုင်ရာဆိုတာဘာတွေတော့ဟဲ့ပေါင်းတင်ဆက်ဆံရေးကောင်းမွန်ရမယ်အများအကျိုးကိုရှေ့ရှုရမိဘဆရာသမားတွေလည်းပြောတဲ့အခါဘယ်လိုပြောမလဲတကယ်ချင်းတွေပြောတဲ့အခါဘယ်လိုပြောဆိုဆက်ဆံရမလဲတဏှာသွားရမယ်ဆိုမိဘဆရာသမားတွေကိုခွင့်တောင်းသွားတာမျိုးတဏှာနဲ့ပြန်ရောက်ပြီဆိုတဲ့အကြောင်းပြောတာမျိုးခီးတစ်ခုသွားပြီဆိုသွားပြီနေရတတိပြောသွားတယ်ဟိုရောက်ပြီဆိုလည်းရောက်ပြီဆိုပြောရတယ်မိဘတွေဆိုတာကိုသားသမီးအစင်မပြေပါမလားလို့ဘယ်အရွယ်နေနေအဲ့ဒီစိတ်ရှိတယ်မိဘတွေမရှိတဲ့အချိန်ကျမှကျွန်တော်တို့အဖေတို့အမေတို့တို့အချိန်ပေးခြင်းပါတယ်လို့မရဘူးဒါကြောင့်မိဘဆရာသမားတွေကိုကျေးဇူးသိတတ်တယ်ဒါကဆက်ဆံရေးကောင်းမွန်ရေးတစ်ခုပဲဒါကြောင့်ပေါင်းတဲ့ဆက်ဆံရေးတွေကောင်းမွန်ရမယ်ဂိုင်နောက်ဆုံးတစ်ခုကဘာတော့အများအကျိုးကိုရှေ့ရှုဆောင်ရွက်ဖို့လိုတယ်တစ်ခုလိုတိုင်းတခြားသူအတွက်ကိုထည့်စဉ်းစားပြီးငါရဲ့ပြုမှုပြောဆိုမှုတိုင်းဟာအများအကျိုးဆောင်တဲ့ဟာမျိုးဖြစ်ရမယ်ဆိုတဲ့အသိရှိဖို့လိုလားမလိုဘူးလားဒါကြောင့်သားတို့သူတို့ဘုန်းအခုအချင်းမတစ်ခုပြောခဲ့လေဘာတွေတော့ဟဲ့ကိုကျင်တရားကောင်းမွန်ခြင်းဆိုတဲ့ integrity နောက်တစ်ခုနံပါတ်1ကပညာရဲ့ဆိုင်ရာတွေကျွမ်းကျင်ခြင်းဆိုတဲ့ intellectual competency နောက်နံပါတ်3ကခေါင်းဆောင်မှုဆိုင်ရာအရေးချင်းတွေပြည့်စုံမယ် leadership skill တွေတက်မြောက်နောက်နံပါတ်4ကပုဂ္ဂိုလ်ဆိုင်ရာအရေးချင်းတွေ personal attribute တွေဒါတွေကောင်းအောင်မယ်နောက်နံပါတ်5ကလူဝေးဆိုင်ရာအရေးချင်းတွေ social skill တွေကောင်းအောင်မယ်အဲ့ဒီ5ခုကောင်းရင်သားတို့တွေတို့ဟာထူးချွန်ထမ်းမြက်တဲ့လူတော်လူကောင်းဖြစ်မှာပါလို့တိုက်တွန်းရင်ဘုန်းကြီးဟောကြားမှုကိုဒီလိုချော့ပါတယ်အားလုံးမင်္ဂလာပါ